ဒီလိုအကြောင်းရင်းတွေကြောင့်အောင်မြင်မှုတွေကြာဆင်းလာပြီးတော့ထင်ကြေးပေးခံနေရတဲ့ရခိုင်မင်းသားနေတို့အကြောင်းရင်းတချို့ကြောင့်အောင်မြင်မှုတွေကြာဆင်းလာပြီးတော့ထင်ကြေးပေးခံရတာကတော့တရုတ်ဆောင်မင်းသားနေတို့ပါနေတို့ဟာရခိုင်လူမျိုးနုပညာရှင်တွေအများကြီးတွေကမှအောင်မြင်ဆုံးနုပညာရှင်တူလို့ဆိုရမှာပါနေတို့ဟာနှစ်ပေါင်း20ကျော်လောက်တဲ့အနုပညာလောကမှာထိတဲ့အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်အထူးသဖြင့်နေတို့ဟာမြန်မာနိုင်ငံရဲ့ထိတ်တန်းစူပါမင်းသားတယောက်အနေနဲ့အခြေတော်ကြာရပ်တည်နိုင်ခဲ့တာပါနေတို့ဟာအချစ်အလွမ်းအကျန်းကာရိုက်တာမျိုးစုံကိုပြပြပိုင်နိုင်စွာတရုပ်ဆောင်နိုင်သူဖြစ်ပါတယ်အနုပညာလောကမှာနေတို့မတရုပ်ဆောင်နိုင်တဲ့ကာရိုက်တာဇယုံမျိုးဆိုတာမရှိသလောက်ရှားပါတယ်တရုတ်ဆောင်မင်းသားနေတို့ဟာအခုလိုမျိုးနှစ်ပေါင်း20ကျော်ကြာအနုပညာလောကထဲမှာအောင်မြင်လာခဲ့ပေမဲ့အခုချိန်မှာတော့နေတို့ရဲ့အောင်မြင်မှုတွေကဆုတ်ယုတ်သွားပြီဆိုတာသိတာထင်ရှားစွာမြင်လာခဲ့ရပါပြီနေတို့ရဲ့အောင်မြင်မှုတွေကတပြေးပြေးလျှော်နေလာတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့သူ့ရဲ့တက်ဝဲကြောင်းလို့ဆိုရမှာပါလူတွေဟာမွေးရမှာကြီးပြီးအုံမြင့်လာတဲ့ဇာတ်ကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူးအခုဆိုရင်နေတို့ရဲ့တက်ရွယ်ကြောင့်သူ့ရဲ့အောင်မြင်မှုကဆုတ်ယုတ်လာပြီလို့လေဆိုရမှာပါပြီးခဲ့တဲ့ရက်ပိုင်းမှာနာမည်ကြီးရုပ်ရှင်ဒရိုက်တာဝိုင်းကနေတို့ကိုအစောပိုင်းမှာဂန်းကွန်နေရုပ်ရှင်ဇာတ်ကားမှာရိုက်ကူးဖို့ထုတ်လုပ်သူဘက်ကရာထားပေမဲ့နေတို့ရဲ့တက်ရွယ်ကြောင့်အခြားငယ်ရွယ်နှုတ်ပြတဲ့မင်းသားတလက်နဲ့အစားထိုးရိုက်ကူးခဲ့တာဖြစ်ပါတယ်နေတို့ဆိုတာကဝေးလည်တဲ့စခိုင်းပြည်နယ်မန်အောင်ကျုံကနေရန်ကုန်မြို့ကြီးကိုလာလျှောက်ပြီးတော့အနုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်ရှင်နဲ့ကိုယ့်ရဲ့ချစ်နဲ့ကိုထူးချွန်အောင်မြင်လာခဲ့သူပါဒါပေမဲ့ခုချိန်မှာတော့အသက်အရွယ်ကြောင့်ပင်အနုပညာလုပ်တွေကိုအရင်လိုမလုပ်တော့ဘဲနဲ့အောင်မြင်မှုတွေနဲ့အတော်လေးကိုမှဝေးကွာနေခဲ့ပြီဖြစ်ပါတယ်။နေတို့ကအသက်40ကျော်50ရွယ်လူလက်ပိုင်းရွယ်ကိုရောက်လာတာကြောင့်သူနဲ့လိုက်ဖက်တဲ့ဇက်ကောင်ကာရိုက်တာကရှားပါလာတာပါ။ဒါကြောင့်နေတို့တရားအရင်တုန်းကလိုဇလန်းမောင်းဆိုကိုမရှိုက်ကူးနိုင်တော့ပဲအသက်အရွယ်တစ်ခုရလိုက်ဖက်မဲ့ဇယုတ်ကိုပဲရွေးချယ်တရုပ်ဆောင်နေပါပြီ။နေတို့ကကက်ကော်နီရုပ်ရှင်ဇာတ်ကားတစ်ခုတည်းသာမကအခြားသောရုပ်ရှင်ဇာတ်ကားတွေမှာဆိုရင်လည်းအသက်အရွယ်နဲ့မလိုက်ဖက်ဖို့ဆိုပြီးတော့ညှင်းပယ်ခံရတွေလည်းအများကြီးပါပဲ။အသက်40ကျော်ရွယ်ဆိုတာကထင်သလားမအိုသေးပေမဲ့ရုပ်ရှင်လောကထဲမှာတော့နေရာရှာဖို့ခက်လာတာပါ။ဒါကြောင့်အရှင်လိုခေါင်းဆောင်မင်းသားနေရာတွေမှာရှိုက်ကူးလို့ဖြစ်နိုင်တော့ပဲတသစ္စာတွေကိုပဲနေရာပေးတဲ့နေဆိုတဲ့အကြောင်းပြချက်နဲ့အခုလိုဖေထုတ်ခဲ့ရတာပါအရင်ကဆိုရင်နေတိုးနဲ့ရိုက်ကူးခွင့်ရှာဖို့ထုတ်လုပ်သူတွေအတွက်အိမ်မက်ဆိုပေမယ့်အခုတော့ဒိုက်တာနဲ့ထုတ်လုပ်သူတွေဟာနေတိုးနဲ့မလိုက်ဖက်ဘူးဆိုပြီးတော့ပြန်ပြီးတော့ညင်ခဲ့ကြတာပါဒါကြောင့်နေတိုးအနေနဲ့လက်ရှိမှာတော့ဘလို့စကားမျိုးပဲဖြစ်ဖြစ်လာပြီးတော့ကန်လိုက်ရှင်လက်ခတ်ပြီးတော့ရိုက်ကူးနေရတာပါဒါကြောင့်လေနေတိုးတသစ္စာတရုပ်ဆောင်နေနဲ့ပို့ပို့ပဲပဲစကားတွေကိုရိုက်ကူးနေရတာပါအထူးသဖြင့်နေတိုးဟာသူ့ရဲ့အသက်အရွယ်နေထားနဲ့လိုက်ဖက်တဲ့ဇက်ကောင်ဆိုတာရှားပါနေပြီဖြစ်တဲ့အတွက်မကြခင်ပါပဲမင်းသမီးတွေရဲ့ဖခင်နေရာကနေတောင်မှတရုပ်ဆောင်ရတော့မှာပဲဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောအသက်ကြီးလာတာကြောင့်အောင်မြင်မှုတွေရောကြလာတဲ့နေတိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးရှိရင်လည်းမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီတဲ့နုပညာရှင်တွေရဲ့သတင်းတွေပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တမမေ့ကြပါနဲ့ဟုတ်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရပါစေရှင်။